ဆိုင်မာရေစိမ့်ပြီးပစ္စည်းတွေအလုံးနီးပါးရေထဲမျောသွားတာကြောင့်သူတို့နှစ်ယောက်ကဆိုင်ရှင်စီသွားပြီးပြဿနာဖြေရှင်းဖို့တောင်းဆိုကြတယ်။သူတို့ကစာချုပ်ထဲမှာအိမ်ရီတွင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုအိမ်ရှင်ကပြုပြင်ပေးမယ်လို့ရှင်းရှင်းလင်းလင်းရေးထားတာကိုထောက်ပြပေမဲ့အိမ်ရှင်ကလုံးဝလက်မခံဘူး။တရားရုံးတိုင်ချင်းတိုင်လို့ရတယ်လို့တောင်းစိန်ခေါ်ပြီးသူတို့ကိုပြင်ထွက်ခိုင်းခဲ့တယ်။တယောက်ကဒေါသထွက်ပြီးပြန်တုံ့ပြန်ခြင်းပေမဲ့နောက်တစ်ယောက်ကအချင်းများတာနဲ့ပြဿနာမဖြေရှင်းနိုင်ဘူး။တကယ်လို့ရန်ဖြစ်ရင်သူတို့ပဲနစ်နာမယ်လို့တားလိုက်တယ်။အရေးကြီးဆုံးကမိုးကနောက်ထပ်2ရက်3ရက်ဆက်ရွာတာကြောင့်ဆိုင်ထက်ရေရှမ်းမလားအင်ရှင်ကိုပြုပြင်ခိုင်းနိုင်မဲ့နီလန်းရှာဖို့ပဲဖြစ်တယ်။အဲ့ဒီချိန်မှာသူတို့ကရက်ွက်ရုံးကိုသွားတိုင်ဖို့အကြံရလာတယ်။တရားစွဲရင်အချိန်ကြာနိုင်ပေမဲ့ရက်ွက်ရုံးကတော့ဒီနေရာမှာအာဏာရှိပြီးကိစ္စတွေကိုမြန်မြန်ဆန်ဆန်ဖြေရှင်းပေးနိုင်တယ်။အင်ရှင်ရဲ့အရင်ကအနိုင်ကျင့်ခံခဲ့ရတဲ့9ရန်တူတွေကိုပါစုပြီးလက်မှတ်နဲ့လက်ဝေးတွေကိုစုဆောင်းကတိုင်ကြားစာတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ရက်ွက်ရုံးကိုရောက်တော့အဲ့ဒီအင်ရှင်ဟာအရင်ကလေးကပြဿနာများပြီးလူတွေကတိုင်ကြားပူကြောင်းသိလာရတယ်။အရင်တုန်းကလည်းပြုပြင်ပေးမယ်ပြောင်းလဲပေးမယ်လို့ကတိပေးခဲ့ပေမဲ့နောက်ဆုံးတော့အချင်းဟောင်းအတိုင်းပဲဆက်လုပ်နေခဲ့တာဖြစ်တယ်။ရက်ကွက်ကအဖွားကြီးကသူတို့ရဲ့တောင်းဆိုချက်ကိုမေးတဲ့အခါသူတို့ကရော်ကြေးတောင်းတာစာချုပ်ဖြတ်တာမျိုးမဟုတ်ပဲဆိုင်ကိုတေချာပြုပြင်ပေးပြီးနောက်ထပ်ရေမစိမ့်အောင်လုပ်ပေးဖို့ပဲတောင်းဆိုခဲ့တယ်။အဖွားကြီးကလည်းသူတို့ရဲ့တောင်းဆိုချက်ဟာတင့်တော်တယ်ဆိုပြီးဒီကိစ္စကိုသူကိုယ်တိုင်တာဝန်ယူဖြေရှင်းပေးမယ်လို့ကတိပေးခဲ့တယ်။သူတို့ကကျေးဇူးတင်တဲ့အနေနဲ့ကိုယ်တိုင်ဒီဇိုင်းလုပ်ပြီးပြင်ဆင်ထားတဲ့အဝတ်အစားတစ်ထည်ပေးခဲ့ပေမဲ့အဖွားကြီးကလက်ဆောင်မယူဘူးလို့ညင်းခဲ့တယ်။သူတို့ကအဝတ်တစ်ထည်ပဲဖြစ်ပြီးတန်ဖိုးမကြီးပါဘူးလို့ပြောကထားခဲ့ပြီးပြန်ထွက်လာခဲ့ကြတယ်။ဒါပေမဲ့အပြင်ထွက်လာချိန်မှာမိုးကပိုပြီးတဲလာနေပြန်တယ်။သူတို့နှစ်ယောက်လည်းဒီနေ့ဆိုင်ထဲထက်ရေရှမ်းသွားရင်လက်ကျန်ပစ္စည်းတွေအားလုံးပါပျက်စီးပြီးစီးပွားရေးကိုဆက်မထိန်နိုင်တော့မှာကိုစိုးရိမ်နေကြတယ်